တကယ်တမ်းတော့ share ရမယ်ဆိုရင်တော့ဘယ်နေရာမှာမဆိုမုံတရားထားရဲဆိုတာတော့မကောင်းပါဘူးကိုယ့်ရဲ့ဒီချွေးမရောက်ခမဖြစ်လာမဲ့သူတော့ကိုဒီအမေရင်းတယောက်လို့ကိုမျိုးသားကိုချစ်တယ်လို့အဲ့လိုမျိုးချစ်ပေးနိုင်ပြီးတော့တယောက်နဲ့တယောက်ဟိုအမေဘက်ကလည်းကိုသမီးရင်းတယောက်လို့အဲ့လိုချစ်ပေးဖို့ကတော့ဟိုချစ်ပြီးတော့ဘယ်လိုပြောမလဲနားလည်မှုလေးနေပေါ့နော်ဒါကတော့လေဟိုတမိုင်းမေးပြဿနာဖြစ်နေတော့ပြောရခက်တယ်ဒီကတော့ချွေရောက်ခမနဲ့ချွေမနဲ့ကြားမှာတော့အဲ့လိုမျိုးအများကြီးဖြစ်တာအဲ့လိုတချို့စင်းနေဆိုလို့ရှိရင် dialogue တွေရန်လဲများတယ်တောက်လျှောက်အဲ့လိုရန်နေဖြစ်ရတယ်စင်းကြီးရဲ့စင်းနေဆိုလို့ရှိရင်အဲ့လိုပြီးတော့ခက်ခက်မှာ character ကြတော့အဲ့လိုသူကရိုးရိုးဟိုလိုမျိုးတွေမဟုတ်ပဲနဲ့နည်းနည်းသူကလေဆက်ဆက်ကြဲမခံဘူးစွာတယ်ဟိုတဲ့ပြောရနည်းနည်းလေးအဲ့လိုဘယ်လိုခေါ်မလဲအဲ့လိုအရန်ဟိုကျန်းတဲ့ဘက်ကိုသွားတာပေါ့နော်ဆိုတော့အဲ့ဟာကြီးဆိုရမ်းမောတာလောက်ဟာအချိန်ဆိုအဲ့လိုမျိုးမောတယ်ဟုတ်ဒါမဲ့လည်းအကောင်းဆုံးလုပ်ထားပါတယ်ဒါမဲ့ဒါကိုယ့်ရဲ့ကမနဲ့ကိုယ်နေတာတိဆုံကန်နေဆိုရင်ဘယ်လောက်ထိအောင်ဒါပြန်မခဲ့ရလဲစင်းတွေကအဲ့လိုစင်းကြီးတွေကများတယ်ရောက်ခမနဲ့ဆိုလို့ရှိရင်လေepisode 1မှာစပြီးတော့ဇက်ဖက်ကလေးကစပြီးတော့ဟိုစရိုက်တဲ့စင်းကနေနောက်ဆုံးပြီးသွားတဲ့ဇက်သိန်းထိကလေတဆင်းမှမတည့်ဘူးတဆင်းဆိုတဆင်းမှမတည့်ဘူးပေါ့နော်စင်းနိုင်ကအဲ့လိုမျိုးစင်းနေပြီပဲဆိုတော့ရောက်ခမနဲ့ချစ်တဲ့ခံမှာတွေ့ရင်တတ်ပြီးနှစ်ယောက်ကရောက်ခမကလည်းပညာရှမ်းပေးတာဟိုကိုကြီးပဲဘောမှာမဟုတ်ဇက်ကြည့်နေရောက်ခမကလည်းရှမ်း lesson ပေးရအဲ့လိုပညာရမ်းပေးရရမ်းခံရကိုမသိလိုက်ပဲနဲ့လေတကယ်ခက်မှာစွာပဲစွာနဲ့ပြေရောက်ခမလွန်ခံရအောင်ရောက်ခမကကြောက်လူကြီးဆိုတော့ तू ကတားလေးနှက်တာသိရမလားအဲ့လိုမျိုးဆိုတော့ဖတ်တဲ့အချိန်မှာတော့ဟဲ့မောင်းမာပေါ့ဒီဟာတော်တော်ကြီးတော့လုံးရမယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီဇက်လန်ကဟိုဟာ based on true story တကယ်ဟိုဖြစ်တဲ့လူကိုယ်တိုင်ကိုကတကယ်ဒီခက်ခက်မှာနေရလူကိုယ်တိုင်ကတကယ်ဒီဇက်ကိုလာပြီးတော့ပြသွားတာပေါ့ဆိုတော့ဒီဇက်တိုင်းကိုမှဒီဇညွန်းဒီ hey player ဇညွန်း team ကဒီကမဖြိုးတင်စားကြောင်းနဲ့ဖွဲရနေပြီးတော့သူတို့ကပြန်ပြီးကိုးကားပြီးတော့ဇက်ကောင်နေနဲ့ဖြည့်ပြီးတော့ပြန်လှုပ်ထားတာပေါ့ဆိုတော့အဲ့လိုဇက်ဆိုဖတ်လိုက်တဲ့ချိန်မှာလေဘာပြောရမို့ဒီဇက်ကိုစရောက်လာချိန်မှာဒီ hey play team ကကော MRTV4 team ကကောနောက်ဒီကကိုရွှေမန်းတို့ပေါ့ဒီအကိုကကိုချစ်ခင်ရလူရကိုရမို့ဒီဇက်ကိုပြောတဲ့အချိန်မှာတည်းကအရန်ကွာစိတ်ဝင်စားသွားပြီလေအဲ့တော့ okay ချမယ်ဆိုဇက်ကိုဖတ်လိုက်တဲ့ချိန်မှာဖတ်လိုက်တော့ရဟင်းဟာဟုတ်တော့အဲ့လိုဖြစ်နေတာကိုယ်တိုင်ကအဲ့ဆိုအဲ့လိုဇက်ကလေပြီးတော့အတက်တွေပဲများနောက်လျှောက်တက်သွားဆိုတော့အဲ့တော့လုံးဝတော့ချဲရမှာပေါ့အဲ့လိုမျိုးဆက်ဆိုတော့အရင်လည်းမောက်မာရမယ်ဆိုဖတ်တဲ့ချိန်မှာလည်းကြောက်တော့ကြောက်တယ်ဒါပေမဲ့အချိန်မှာအမေကဘာတူလဲလို့သိတဲ့အချိန်မှာမက်ကီဆိုတော့အဲ့မှာပျော်လဲပျော်သွားဒါပေမဲ့မက်ကီနဲ့ညီမအဲ့တော့မစုံဘူးမက်ကီကကိုအများကြီး support လုပ်ပေးရဲဆိုတော့အရင်စစ်ပြေးပါတယ်နှစ်ယောက်က character ဘယ်လောက်တော့မွန်းချက်တယ်စိတ်ဖိစီးရပါတော့စိတ်ဖိစီးရပြီးတော့ရေမဘယ်လိုပြောရမလဲတချို့စင်းနေဆိုမောတာပေါ့တနေ့ဆိုပြီးရင်ညိုဘိုက်ကြီးရဲ့စင်းနေတယ်အများကြီးပါတယ်ဆိုတော့အဲ့တနေ့ဆိုအဲ့ဘိုက်တူကြီးကိုတက်တာလေမိုးလင်းကနေညနေကြီးစင်းလိုက်ဘိုက်ကြီးနေဆိုတိုက်ခါးနေနာတာအဲ့လိုမျိုးကြီးဆိုအများကြီးပဲကျွတ်တယောက်တည်းအဲ့လိုမျိုးဖြစ်နေရအဲ့လိုဟိုဟာဗာလဲတကယ်ပြီးရိုက်ပြီးဆိုခဏပြန်ဖြုတ်ဒါပေမဲ့တောက်လျှောက်ကလေအဲ့လိုရိုက်နေရဆိုအများကြီးလဲစိတ်ပီစီရဲ့ပင်လဲပင်ပန်းတယ်ဟိုမောလဲမောတယ်ပေါ့နော်အဲ့လိုပေါ့ character ကလည်းစိတ်ဖိစီးနေရောအဲ့ချိန်တွေဆိုနည်းနည်းလူကအဲ့လိုချစ်ကန်ဖြစ်နေတာစဉ်းစားမိရရနေနဲ့မဟုတ်ဖတ်နေတဲ့ကွာစဉ်းစားမိရဘာလို့ဒီရောက်ခမနဲ့ချွေးမတော့ဖြစ်သွားလဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဖြစ်ရမှန်ပုံမှာဖြစ်ရမှန်လည်းရှိမယ်သူတို့နည်းနည်းလေးထပ်ပြီးတော့လှအောင်ကိုးကားပြီးရေးထားတာလည်းရှိမယ်ပေါ့ဆိုတော့အမှန်တော့ဒီဇက်ကဒီနှစ်ယောက်ရဲ့ဒီအမုန်းတရားတွေကြောင့်ကျန်တဲ့ဒီဘေးပတ်ဝန်းကျင်ရောမဆိုင်တာရောမဖြစ်တဲ့နာရောဖြစ်ရဆိုဇက်လိုမျိုးပေါ့ဆိုတော့ဖတ်တဲ့ချိန်မှာဟဲ့ဟိုဘာလို့အဲ့လောက်တောင်ညှို့တေးတွေတယောက်နဲ့တယောက်ကြီးနေကြရလဲဆိုတဲ့ဟာမျိုးတော့ဖြစ်တယ်ဟုတ်ဖတ်တဲ့ဆွေးမနဲ့မတည့်ဘူးဆိုရင်ဒါအပြင်ကဇက်ကားတွေမှာလည်းဒါဒီဇက်ကားတွေလည်းမသိကြဘူးဟုတ်အခုတော့မှရေမုံမနေ့ကတချို့အဲ့ဇလန်းကြည့်ပြီးတော့ချိန်မှာ comment လေးတွေ့ရဲ့ချိန်မှာဘလို့လေးတွေ့လဲဆိုတော့ဟဲ့ငါအတိုင်းပဲတို့ဟဲ့အိမ်ကရောက်ခမအတိုင်းပဲတို့ဟဲ့ကိုပြီးတော့ဟိုခလေးရေမုံအကျွေးတွေနဲ့ဒီခလေးနဲ့အဲ့လိုမျိုးဖြစ်နေချိန်တည်းဆိုလို့ရှိရင်ဟဲ့လို့ငါကောင်ငါပြန်မြင်နေရတယ်အဲ့လိုလေးတော့တွေ့ရဲ့အဲ့ဆိုတော့တကယ်လက်တွေ့ဘွားမှာကြတော့ဘဝအဖုံဟိုဘယ်လိုခေါ်မလဲအဲ့လိုဖြတ်တန်းရတဲ့အဖုံရှိရလေဆိုတော့အထူးသဖြင့်ဒီမျိုးသမီးတွေမှာဆိုလို့ရှိရင်မြန်မာမျိုးသမီးတော်များဆိုဒီရောက်ခမနဲ့ချွေးမှာ conflict တွေကပုံများမယ်ထင်တယ်ဆိုတော့ဒီဇက်ကဒီလိုဇက်ဆိုတော့ဟုတ်ထပ်တူကြတော့ဇက်ကားရိုက်ပြီးတော့ sharing လုပ်ဖို့ရှိတယ်မျိုးသမီးအတွက်ပေါ့နော် sharing လုပ်ဖို့ရှိလားတကယ်တမ်းတော့ share ရမယ်ဆိုရင်တော့ဘယ်နေရာမှာမဆိုမုံတရားထားရဲဆိုတာတော့မကောင်းပါဘူးကိုယ့်ရဲ့ဒီချွေးမရောက်ခမဖြစ်လာမဲ့သူတော့ကိုဒီအမေရင်းတယောက်လို့ကို
မျိုးသားကိုချစ်တယ်လို့အဲ့လိုမျိုးချစ်ပေးနိုင်ပြီးတော့တယောက်နဲ့တယောက်ဟိုအမေဘက်ကလည်းကိုသမီးရင်းတယောက်လို့အဲ့လိုချစ်ပေးဖို့ကတော့ဟိုချစ်ပြီးတော့ဘယ်လိုပြောမလဲနားလည်မှုလေးနေပေါ့နော်ဒါကတော့လေဟိုတမိုင်းမေးပြဿနာဖြစ်နေတော့ပြောရခက်တယ် နာဒီကခက်ခါရိုက်နေတဲ့အချိန်မှာဝင်းရမောင်နဲ့ဆိုတော့တော်တော်ပြောက်သွားသလိုပဲနော် ဟဲ့လားပျောက်သွားလား မှုပါဘူး ဟဲ့လားဟုတ်ကဲ့ညီမအများကြီးစူးစမ်းထားပါတယ်ဘာလို့လဲဆိုတော့ဒီခုနပြောလို့ပဲဒီခက်ခက်မှာတချို့ဟာကြီးဆိုလေရိုးရိုးပြောရင်ရိုးရိုးရန်တွေ့တယ်လို့ဖြစ်မှာဆိုလို့ခက်ခက်မှာပုံစံနဲ့ခက်ခက်မှာဖြစ်အောင်ရန်တွေ့ဖို့ဆိုတာဒီဘောဇက်ကိုဒီဇညုံဖက်ပြီးဆိုတာနဲ့အများကြီးကြိုပြီးတော့တွေးတယ်ဒီဟာဒီလူရိုးရိုးပြောလိုက်ရင်ဟိုလိုကြီးဖြစ်မှာခက်ခက်မှာပုံနဲ့ခက်ခက်မှာ mood ဖြစ်အောင်ကြာတော့သူ့မှာပြဿနာတွေအများကြီးပဲအကျွေးတွေကလည်းဝိုင်းနေယောက်ျားနဲ့ကတစ်မျိုးခလေးကတစ်မျိုးရောက်ခမကတော့အဆိုးဆုံးပေါ့ပြဿနာပေါ့ကိုကြုံရတဲ့ပြဿနာထဲမှာအဲ့လိုမျိုးဆိုတော့ဒီမှာကြည့်ရပါလိမ့်မယ်ဒီနေ့မှအပိုင်းတစ်စပြရဆိုတော့ဟုတ်ကဲ့ ဇကားရိုက်ပြီးတဲ့အချိန်မှာခက်ခါမှာဘူးပုံလိုက်လို့တော့ဘယ်လောက်ထိထိုးလိုက်လဲ အဲ့စကားပြီးတဲ့အချိန်မှာတော့ဟင်းပဲအော်ပြီးသွားပြီပေါ့တကယ်အလုံးရစို့နေတာတအားဟိုမှာလေအရန်ကိုတကောခက်ခက်မှာကရမုတ်ပေါ်မှာအများကြီးဟိုမှာလွှမ်းမိုးခဲ့ပါတယ်ဟုတ် ဒါဆိုတော့ဘုံမစ်ကိုအားပေးဘုံမစ်ကိုအားပေးမဲ့ဒါလိုက်တဲ့နေမှာဒါဟုတ်ပါလေဒါဖိတ်ခေါ်တယ်ပြောပေးပါဦး ဟုတ်ကဲ့မုံမြစ်ကိုဒီနေ့တော့အပိုင်းတစ်ပြီးသွားပြီပေါ့နော်ဆိုတော့နောက်ထပ်အပိုင်းတွေလည်းဆက်လက်ကြည့်ရှုပြီးတော့အားပေးကြပါအောင်လို့ပရိသတ်ကြိုက်တွေ့မဲ့ဇာကားကောင်းတစ်ခါဖြစ်မယ်ဆိုတာကိုလည်းယုံကြည်ပါတယ်ဒီ director ဦးသိန်းဟန်ကနေပြီးတော့အကောင်းဆုံးပုံဖော်ပြီးတော့ရိုက်ကူးပေးထားပါတယ်မတို့ team တစ်ခုလုံးလည်းအကောင်းဆုံးစူးစမ်းထားကြပါတယ်ဆိုတော့အားပေးကြပါလို့အမတို့လည်းအားပေးပါလို့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်